အားလုံးပဲမင်္ဂလာပါရှင်ရအခု The Base Rechata 19 ကြိုပွိုက်ကွန်လိုလေးရဲ့ show flat လေးရောက်နေတာဖြစ်ပါတယ်ဒီကွန်လိုလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗောနော်ဒါကြောင့်ရဘယ်နဲ့တန်းကြော်လောက်ရှိုံနဲ့ fully furnished လည်းဖြစ်မယ် fully fitted လည်းဖြစ်မယ်နောက်ပြီး electrical appliance ကိုပါထည့်ပေးမှာဆိုတော့ရကွန်လိုပြီးသွားတာနဲ့တခြားထပ်ဝယ်ထပ်ဖြည့်နေစရာမလိုတော့ဘဲနဲ့အစင်လေးတက်နေုံပဲဗောနော်နောက်ပြီးတီးချစ်သူတွေအတွက်ဆိုလို့ရှိရင်လည်းဒါ pet friendly အခန်းလေးတွေပါဝယ်လို့ရမှာဖြစ်ပါတယ်ဒီနေရာကလည်းလုံးဝကိုမှစီကားတဲ့နေရာမှာတီရှိတဲ့ကွန်လိုလေးဆိုတော့ဒီကွန်လိုလေးကိုရအခုတစ်ချက်တော့ like ရှင်းပြပေးစင်ပါတယ်အဲ့တော့ရတဲ့တူ show flat လေးတစ်ချက်လောက်ဝင်ကြည့်ပေးပါအောင်။နောက်ဒီ The Base Rechata 19 ကွန်လို project လေးကကြတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးထိပ်တန်း developer ဖြစ်တဲ့ Sun Series ကနေတာဝန်ဆောက်လုပ်နေတဲ့ကွန်လို project ဖြစ်ပြီးတော့ဒါရောက်2026ခုနှစ်ဇူလိုင်လမှာဆောက်လုပ်ပြီးစီးမဲ့ကျိုပွိုင်းကွန်လို project လေးလည်းဖြစ်ပါရဲ့ရှင်။ရောက်ဒီကွန်လို project လေးကကြတော့ဒါရှစ်ထပ်အမြင့်ရှိတဲ့ building 3လုံးပါဝင်တဲ့ low rise ကွန်လို project လေးပဲဖြစ်ပါရဲ့ရှင်။အလယ်မှာဆိုလို့ရှိရင်လည်းဒါ3နဲ့အမြင့်ရှိတဲ့ club house တစ်ခုလည်းပါသေးရပါတော့။အခန်းအရေအတွက်ကကြတော့ဒီကွန်လို project တစ်ခုလုံးမှာ614ခန်းပါပါတယ်။အဲ့ဒီထဲမှာ building B ကကြတော့ဒါ pet friendly building နေနဲ့ထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ရတို့ pet friendly အခန်းလေးတွေကိုရွေးပြီးတော့ဝယ်လို့ရမယ် room type တွေအနေနဲ့ကကြတော့ one bedroom နဲ့ one bedroom plus ဆိုပြီးတော့မှအခန်းအကျယ်ဝန်းအမျိုးမျိုးရွေးချယ်ပြီးတော့မှဝယ်လို့ရပါရှင်ဒီထဲမှာဒါ one bedroom plus ကကြတော့ရတို့ multi purpose room မှာပါတဲ့အခန်းလေးကိုပြောတာပေါ့နော်ဒီအခန်းလေးကရတို့ဝင်ချင်းပါတယ် kitchen လေးရှိပါရှင်အရန်ကမှဒီအခန်းလေးဝင်လိုက်တာနဲ့လေကြည်ကြဲဝန်းလေးလို့ခံစားရတယ်ကွန်ဒိုတစ်ခုဆိုတာထက်ကိုအိမ်မှာနေရတယ်လို့ခံစားချက်မျိုးလေးပေါ့နော်အဲကြောင့်ကိုယ့်ရဲ့အခန်းလေးကိုပြန်ပြီးတော့မှငှားချင်တယ်ဆိုလို့ရှိရင်လည်း Sun Series ကနေပြီးတော့မှအင်ငှားရှာပေးမဲ့အပြင်တနည်းတိဒါ support လုပ်ပြီးတော့မှာဖြစ်ပါတယ်ဒါကလည်းကိုအရန်အလုပ်ရှုပ်ခံနေကြမလို့တော့ဘောနော်အဲ့တော့ invest လုပ်ရှင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအရန်ကိုမှအဆင်ပြေတယ်ကိုယ်တိုင်နေဖို့အတွက်ဆိုလို့ရှိရင်လည်းနေရာကောင်းလေးဖြစ်တာဖြစ်တဲ့အတွက်ဒါဒီနေရာလေးမှာအခုကြိုပွက်ရောင်းနေတော့အခန်းလေးမကုန်တော့မှအမြန်ဆုံးလက်ဦးမှုယူဖို့အတွက်တော့အကြံကောင်းပေးချင်ပါတယ်ရှင်။နောက်ပြီးဒီကွန်လိုကအခန်းလေးတွေဝယ်ယူမယ်ဆိုလို့ရှိရင်လည်း 2.9 million ဘက်ကနေစပြီးတော့ဝယ်လို့ရမှာဖြစ်ပါတယ်။ payment အနေနဲ့ဆိုလို့ရှိရင်တော့ကြိုပွိုင်းကွန်လို project လေးဖြစ်တာကြောင့်ရတော့အရင်ဦးဆုံးအနေနဲ့ down payment 30% ပဲအရင်ပေးချရမယ်။နောက်ပြီးကျန်တဲ့ payment ကိုကြောင့်ဒီကွန်လိုဆောက်လုပ်ပြီးစီးမဲ့2026ခုနှစ်ဇူလိုင်လမှာပေးရမှာဆိုတော့ဂျားထဲမှာရတော့ငွေစုချိန်လည်းရအောင်ပဲပေါ့နော်။အဲ့တော့ payment plan လေးရလည်းအရင်ကမှအဆင်ပြေပါတယ်။အဲ့တော့ဒီကွန်လိုကအခန်းလေးတွေကိုသဘောကျလို့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အခုပဲရတော့ရဲ့ SAC Investment Company ရဲ့ page messenger ကနေပဲဖြစ်ဖြစ် WhatsApp နံပါတ်ကနေပဲဖြစ်ဖြစ်ဆက်သွယ်မေးမြန်းစုံစမ်းပြီးတော့မှဝယ်ရရှိနိုင်ပြီဆိုတဲ့အကြောင်းလေးရထပ်လောင်းပြီးတော့မှသတင်းကောင်းပါပေးလိုက်ရပါတယ်ရှင်။